ဆိုများအားလုံးပဲမင်္ဂလာပါဒီနေ့ကိုယ့်ရဲ့ Facebook အကောင့်ကိုနာမည်နှမျိုးထည့်နည်းလေးကိုကျွန်တော်ဒီနေ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်เนาะရက်60ကိုစောင့်စရာမလိုဘဲနဲ့နာမည်နှမျိုးကိုကိုကြိုက်တဲ့နာမည်လေးကိုပြောင်းလို့ရပါတယ်เนาะဘယ်လိုပြောင်းတာလဲဆိုတာကိုကျွန်တော်ဒီဟာကိုဘယ်လိုပြောင်းတာလဲဆိုတာကိုဒီလိုမျိုးပေါ့เนาะကျွန်တော် channel မှာကျတော့ဒီ ID နီးဗီယာနဲ့ရေးထားတာပေါ့เนาะဒီနောက်မှာပေါ့เนาะဒီနောက်နာမည်ကိုကျွန်တော်ပေါင်းစုံလို့ရေးတာပေါ့နော်မိတ်ဆွေများတို့နာမည်ကိုထည့်ချင်တယ်ဆိုရင်ဒီနေရာလေးထည့်လိုက်ပေါ့နော်ဒါကြတော့ကျွန်တော်ကနမူနာပြထားတာပေါ့နော်ဒီနေရာလေးမှာကိုထည့်ချင်တာလေးကိုထည့်လို့ရပါတယ်เนาะဘယ်လိုလုပ်ရမှာလဲဆိုတာကိုအရင်ဦးဆုံးကိုယ့်ရဲ့ Facebook ထဲကိုဝင်လိုက်ပေါ့နော်ဒီမှာเนาะကျွန်တော်နာမည်တော့ဒီ Facebook နာမည်ပေါ့နော် IT နည်းပညာပေါ့နော်ကျွန်တော်ဒီနောက်နာမည်ကိုပြန်ထည့်မှာပေါ့နော်ဘယ်လိုထည့်ရမှာလဲဆိုတာကိုမိတ်ဆွေများဖုန်းထဲမှာဝင်လာပြီးတော့လို့ရှိရင်ဒီနေရာလေးပေါ့နော်ဒီနေရာလေးကိုတစ်ချက်ဝင်လိုက်ပါဝင်ပြီးတော့လို့ရှိရင်ဟိုအောက်ဆုံးကနေနေဆွဲလိုက်ပါနော်ကဲဆက်လက်ပြီးတော့လို့ရှိရင်ဒီနေရာလေးပေါ့နော်မိမိအကြောင်းကိုပြင်မယ်ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါနော်။ဒီနှိပ်ပြီးတော့လို့ရှိရင်အပေါ်ကိုနည်းနည်းဆွဲလိုက်ပါနော်။ဆွဲလိုက်ပါ။ကဲဆွဲပြီးတော့လို့ရှိရင်တင်ညာလေးပေါ့နော်။ဒီနော်။အခြားအမည်ထည့်သွင်းပါဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါနော်။နှိပ်ပြီးတော့လို့ရှိရင်ဒီနေရာလေးမှာကိုကြိုက်နေတဲ့နာမည်လေးကိုရေးလိုက်ပါနော်။ကျွန်တော်ဗာရေးမှလဲဆိုတော့ခုနကျွန်တော် channel ကျတော့ IT နည်းပညာပေါ့နော်။အမျိုးကျွန်တော်ထည့်လိုက်ပါနော်။မျိုးစုံမျိုးပေါ့နော်ဒီအမျိုးဒီလိုမျိုးရေးလိုက်ပေါ့နော်ဒီရေးပြီးတော့လို့ရှိရင်ဒီထဲမှာအမှန်ချစ်ကိုနေပေးလိုက်ပေါ့နော်ဒီမှာနော်ဒီနေရာလေးကိုအမှန်ချစ်ပေးလိုက်ပါပေးပြီးတော့လို့ရှိရင်ဒီအောင်မှာပေါ့နော်ဒိတ်မယ်ဆိုတဲ့နေရာလေးပေါ့နော်ဒိတ်မယ်ပေါ့နော်ဒီဟာလေးကိုနေရပေါ့နေပြီးတော့လို့ရပါပြီနော်ဒီမှာနော်ဒီမှာနော်အမျိုးဆိုတာကိုရပါပြီနော်ဒီဟာကိုရလားမရလားဆိုတာကိုပတ်ပြတ်ထွက်လိုက်ပေါ့နော်သူ့ရဲ့မေးပတ်စံကိုပဲဒီမှာနော်ဒီမှာဒီနေရာလေးကိုတူပေါ်လာတာပေါ့နော်ဒီဟာကျတော့ဘယ်အချိန်ပဲဖြစ်ဖြတ်လို့ရပါတော့မိတ်ဆွေများတို့မကြိုက်ရင်ပြန်ဖြတ်လို့လည်းရပါတယ်တခြားနာမည်ပြောင်းချင်ရင်လည်းရပါတယ်เนาะဒီနေရာလေးမှာခုနလိုမျိုးပါပဲเนาะဒီထဲမှာပြန်ဝင်လိုက်ပေါ့เนาะဝင်ပြီးတော့ခုနနေတဲ့နေရာလေးမှာပဲပြန်ထပ်နှိပ်လိုက်ပေါ့เนาะဒီဟာပေါ့เนาะဒီမှာเนาะဒီခက်တံပုံစံလေးကိုတစ်ချက်နှိပ်လိုက်ပေါ့เนาะနှိပ်ပြီးတော့လို့ရှိရင်ဒီကိုထည့်ထားတဲ့နာမည်ကိုမိတ်ဆွေများတို့မကြိုက်ဘူးဆိုရင်ဖြတ်လိုက်ပေါ့เนาะတခြားနာမည်ကိုပြန်ပြောင်းချင်ရင်ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပေါ့နော်ဒီလိုမျိုးပေါ့နော်ဒီနေရာလေးကိုပြောင်းလိုက်ပေါ့နော်ဒီလိုမျိုးနာမည်ကိုကြိုက်ရင်လည်းထားရင်လည်းဒီလိုမျိုးပဲထားလိုက်ပေါ့နော်ဒီပါနော်ဒီလိုမျိုးပါပဲနော်မိတ်ဆွေများတို့ဒီလိုမျိုးကိုပြောင်းချင်တယ်ဆိုရင်ကျွန်တော်ပြထားတဲ့အတိုင်းကိုလိုက်ပြောင်းကြည့်လိုက်ပေါ့နော်ဒီနေ့ကတလောက်ပါပဲနော်မိတ်ဆွေများတို့ကျွန်တော် channel ကိုကြိုက်လို့တက်တယ်ဆိုရင် like and share လေးကိုလည်းတော့ပေးချကြပါဦးလို့တောင်းဆိုချင်ပါတယ်နော်